ကျွန်တော်တို့မြန်မာလူမျိုးတွေထဲမှာ3ယောက်မှာ1ယောက်လောက်ကတွေးတိုးယောဂခံစားနေရပြီးတော့ဒီထဲက90ရာခိုင်နှုန်းတဝက်လောက်ကကိုတွေးတိုးယောဂရှိလို့ရှိပန်မတိကြဘူးတွေးတိုးယောဂကိုမှစေးတောက်နေတဲ့လူတွေထဲမှာလည်း80ရာခိုင်နှုန်းကျော်ကဆေးကိုမှန်မှန်မကန်တောက်နေကြတဲ့အတွက်ကြောင့်မလို့လေဖြတ်တာတွေနှလုံးထိသွားတာတွေအသက်အန္တရာယ်ထိခိုက်သွားတာတွေကိုရင်ဆိုင်နေကြရတာမျိုးတွေရှိတယ်ဒီဗီဒီယိုမှာတော့တွေးတိုးကြစေတောက်နေရင်တောင်မှမှားတက်ကြတဲ့အမား8ခုအကြောင်းကိုတေချာလေးပြောပြပေးမယ်ဒီအမား8ခုကိုတေချာတိသွားတဲ့အခါကျရင်ကိုကတွေးတိုးယောဂရှိတယ်တွေးတိုးကြစေတောက်နေတယ်ပြီးရင်ဒီမှားတက်တဲ့ဟာတွေမမှားတော့ဘဲနဲ့ဆောင်ရန်ရှောင်ရန်လေးတွေတေချာတိသွားတဲ့အခါကျရင်ကိုကလေဖြတ်တာတွေကိုလည်းကာကွယ်နိုင်မယ်ပြီးရင်အသက်ရှိလည်းနေနိုင်မယ်အဲ့တော့ဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပေးပါမှားတက်ကြတဲ့အမားတွေထဲကနံပါတ်1ကတော့တွေးတိုးကြစေကိုတောက်တဲ့အချိန်တောက်မယ်အချို့တွေကရှိတယ်ဗောနော်တွေးတိုးကြစေကိုမနက်နေ့လယ်ညကိုတတိရတဲ့အချိန်မှပဲထပြီးတော့တောက်လိုက်တာမျိုးတွေရှိတယ်တချို့တွေကကြတော့ကိုစိတ်ကြိုက်ဗောနော်ကိုအဆင်ပြေတဲ့အချိန်မှာရွေးတောက်တာမျိုးတွေလုပ်တတ်ကြတာဗောနော်တကယ်တမ်းကကြတော့ဆရာဝန်ဖက်ကနေပြီးတော့ဒီလူနာတယောက်အတွက်တေချာစမ်းစစ်ပြီးတော့စစ်ဆေးပြီးတော့ပေးထားတဲ့တွေးကြစေကမနက်တောက်ရမယ်ဆိုရင်သူပြောတဲ့အတိုင်းမနက်တောက်ဖို့လိုတယ်ညတောက်ရမယ်ဆိုရင်သူပြောတဲ့အတိုင်းညကိုအတိအကျတောက်ဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့တချို့လူတွေရဲ့တွေးတူယောဂကညအချိန်မှာပိုတိုးတက်ပြီးတော့တချို့လူတွေကကြတော့မနက်ခင်မှာပိုတိုးတက်တယ်။ဒါကြောင့်မလို့ဆရာဝန်တွေကလည်းလူနာတယောက်နဲ့တယောက်မတူညီပဲနဲ့တယောက်ကိုတော့ဒီဆေးကိုညတောက်ခိုင်းတယ်နောက်တယောက်ကိုတော့ဒီဆေးကိုပဲမနက်တောက်ခိုင်းတယ်ဒါမျိုးတွေလုပ်တတ်ကြတယ်။ဒါကြောင့်မလို့ကိုပေးထားတဲ့တွေးတိုးကြစေးတွေကိုကိုတောက်တဲ့အချိန်တောက်တာမျိုးတွေကိုမလုပ်တင်ပါဘူးရှောင်တင်တဲ့ထဲမှာပါတယ်အဲ့တော့ဒါကနံပါတ်1အချက်နောက်မှားတတ်တဲ့နံပါတ်2ကတော့တွေးတိုးကြစေးကိုစိတ်ကြိုက်ရက်လို့ရတယ်တချို့လူနာတွေကကိုကတွေးတိုးယောဂရှိတယ်အပေါ်တွေး180အောက်တွေက90 100ဒီလောက်ထိတက်နေတဲ့အချိန်မှာတွေးတိုးကြစေးတွေကိုဒါနှလုံးတစ်လုံးလောက်တစ်ခါတည်းပဲတောက်ချလိုက်တယ်ပေါ့နော်တွေးပေါင်ချိန်ကြီးလဲကြာသွားတယ်ခေါင်းလည်းမကိုက်တော့ဘူးခေါင်းလည်းမမူးတော့ဘူးဇက်ကြော်တွေလည်းမတက်တော့ဘူးဆိုတဲ့အခါကျတော့တွေးတိုးကြစေးတွေကိုကိုတို့မနဲ့ကိုရက်လိုက်တာမျိုးတွေရှိတယ်ဒီလိုမျိုးလုံးဝမလုပ်ရပါဘူးတွေးတိုးကြစေးတွေကိုကိုကနဲ့ကိုရက်လိုက်ပြန်တောက်လိုက်လုပ်တာကအန္တရာယ်များပါတယ်တွေးတိုးကြစေးတွေကိုရုတ်တရက်ရက်လိုက်တဲ့အခါကျရင် rebound hypertension လို့ခေါ်တဲ့ဒီရုတ်တရက်တွေးတိုးယောဂကိုတွားဆွပေးလိုက်လို့ဖြစ်ပြီးတော့တက်အန္တရာယ်ရှိနေနိုင်တယ်တချို့တွေဆိုရင်ဒါတွေးတိုးဆေးကိုရုတ်တရက်ဖြတ်လိုက်ပြီးတော့တွေးပေါင်ချိန်တွေထောင်တက်သွားပြီးတော့ဒါလေဖြတ်သွားတာအုံနောက်တွေကျောပေါက်သွားတာရှိတယ်အဲ့တော့ဒီလိုပြောလိုက်လို့တွေးတိုးကြစေးတွေကဘာလို့တောင်းနေတော့မှလဲဆိုပြီးတော့ကြောက်နေကြတာရှိတယ်အဲ့လိုမဟုတ်ဘူးတွေးတိုးယောဂဆိုတာကျွန်တော်တို့နာတာရှိယောဂတစ်တက်လုံးဖြစ်မဲ့ယောဂအဲ့လိုမျိုးယောဂကိုကျွန်တော်တို့ကအသက်ရှည်ရှည်နေချင်တယ်ဆိုရင်တော့ဒီယောဂကိုတေချာထိန်းဖို့လိုတယ်တွေးတိုးကြစေးတွေကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းစနစ်တကျနဲ့တောက်တုံဖို့လိုတယ်အဲ့ဒါကိုကတောက်ချင်လို့တောက်တယ်ရက်ချင်လို့ရက်တယ်ဆိုရင်တော့ဒီဆေးရက်လိုက်တဲ့အချိန်တွင်းမှာတွေးပေါင်ချိန်တွေထောင်တက်သွားပြီးတော့အုံနောက်လေဖြတ်တာတွေအုံနောက်တွေကြောပေါက်တာတွေအသက်အန္တရာယ်ဆုံးရှုံးသွားတာတွေဖြစ်လာနိုင်ပါတယ်အဲ့တော့နံပါတ်2မှားနေကြတဲ့အမှားကတော့တွေးတိုးကြစေးကိုစိတ်ကြိုက်ရက်လို့ရတယ်ဆိုတဲ့အမှားပါပဲနံပါတ်3မှာတက်ကြတဲ့အမှားတွေကတွေးတိုးကြစီတောက်နေတဲ့အခါကျရင်စားကိုလုံးဝရှောင်ရမယ်ပေါ့နော်စားအငံတွေလုံးဝစားလို့မရဘူးပေါ့နော်ဒါကလည်းတစ်စိတ်တစ်ပိုင်းတော့မှားပါတယ်ဘာဖြစ်လို့လဲဆိုတော့တွေးတိုးကြစီတောက်နေတယ်ဆိုရင်ကိုစားခြင်းတဲ့အစားအစာတွေကိုစိတ်ကြိုက်စားတုံးလို့မရပေမဲ့လည်းတချို့ဟာတွေကိုတော့အကန့်အတန့်လေးနဲ့စားတုံးလို့ရပါတယ်ဥပမာဒီစားပေါ့နော်စားကကြတော့ဒီဆေးမမှန်တောက်နေတဲ့တွေးပေါင်ချိန်နဲ့တခြားထိန်းနိုင်တဲ့တွေးတိုးသမားတယောက်ကစားကိုတနေ့ကိုလက်ဖက်ရည်တစွန်းထက်မပိုတဲ့ပမာဏလောက်တော့တုံးတဲ့နဲ့အဲ့တော့ဒီထက်ပိုရင်တော့မတုံးနေဘူးပေါ့နော်ငံနဲ့ငံပြာရည်တွေငပိတွေဒါမျိုးတွေကိုတော့ရှောင်တဲ့နေပေါ့နော်အဲ့ဒါကြောင့်မို့နံပါတ်3ကတွေးတိုးကြစီတောက်နေတဲ့အချိန်မှာစားကလုံးဝရှောင်ရမယ်ဆိုတာတော့အဲ့လောက်ထိတော့မဟုတ်သေးဘူးပေါ့နော်နံပါတ်4ကတော့တွေးတိုးကြစီတောက်နေတဲ့အခါကျရင်စားချင်တာစားမယ်နေချင်လို့နေမယ်တွေးပေါင်ချင်လဲထိနေပြီဆိုပြီးတော့ထင်တတ်ကြတာပေါ့နော်ဒီလိုလဲမဟုတ်ပြန်ဘူးအစားအတောက်အနေထိုင်စားတောက်မှုပုံစံတွေကလည်းသူ့နေရာနဲ့သူအရေးကြီးပါတယ်တွေးတိုးကြစီတောက်နေုံနဲ့ကိုစားချင်လားစားမယ်နေချင်လို့နေမယ်အဲ့လိုလုပ်လို့မရပါဘူး
တွေးတိုးသမားတွေစားရမယ် dash diet ဆိုတာရှိပါတယ်အဲ့ဒါ internet မှာလည်း YouTube မှာလည်းဒါဆရာဝန်တွေပြောထားတာတွေရှိပါတယ် dash diet ဆိုပြီးတော့ရှာကြည့်လိုက်တယ်ဆိုရင်လည်းတွေ့မယ်ပေါ့နော်အဲ့တော့အဲ့ဒါကတွေးတိုးကိုထိန်းချုပ်တဲ့နေရာမှာအထောက်အကူပြုတယ်ဒီအစာလဲတိချာစားမယ်ဒီအနေထိုင်လဲဆင့်ချင်မယ်တွေးတိုးကြစီလဲတောက်မယ်ဆိုရင်တော့ကိုကလေဖြတ်တာတွေအုံနောက်တွေကြောပေါက်ပါတွေမပူရတော့ဘဲနဲ့အသက်ရှိရှိနေနိုင်မယ်ပေါ့နော်အဲ့တော့လေ့ကျင့်ခန်းလုပ်တဲ့အခါကျရင်လည်းအရန် heavy ဖြစ်တာတွေမဟုတ်ဘဲနဲ့ဒီနေ့စဉ်လမ်းလျှောက်တာမျိုးတွေစပိန်စီးတာမျိုးတွေကိုလည်းလှုပ်ရှားလုပ်တာမျိုးတွေဒီလောက်တွေလုပ်နိုင်ရင်ကိုတော်တော်လေးကိုထိရောက်မှုရှိနေပြီပေါ့နော်နောက်နံပါတ်5ခါကျတော့တွေးတိုးကြစီတောင်းနေရင်ပုံမှန်ဖျားနာနာစီချောင်းဆိုးတချို့ဆေးတွေနဲ့တခြားလူတွေလိုပဲတွဲတောက်လို့ရတယ်လို့ထင်နေကြတာအဲ့လောက်ထိတော့မယိုရှင်းပေါ့နော်ကျွန်တော်အလွယ်တကူဝယ်လို့ရတဲ့ဒီ ibuprofen တို့တခြားအကိုက်ခဲပျောက်ဆေးတို့ဒီလိုမျိုးဆေးတွေကဒီတွေးတိုးကြစီရဲ့အကျိုးတက်ရောက်မှုတွေကိုတွားပြီးတော့ညော့နေတဲ့ဆေးတွေပေါ့နော်အဲ့တော့ဒီဆေးတောက်လိုက်တဲ့ခါကျရင်ကိုကတွေးတိုးကြစီတောက်နေပြီမဲ့တွေးပေါင်ချိန်တွေတိုးလာတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ပြီးရင်တချို့ဆေးတွေပေါ့နော်ဒီ epinephrine ပါတဲ့ဆေးတွေ pseudoephedrine ပါတဲ့ဆေးတွေဒီဆေးတွေကဒါတုတ်ကွေးပျောက်ဆေးတွေမှာဆိုရင်ပါတတ်တယ်အဲ့တော့တချို့တုတ်ကွေးပျောက်ဆေးတွေဆိုရင်ဒီဆေးတွေကိုတမင်ကိုထည့်ရတာသူကအေးမိနာစီတက်တာအောင်ပေါ့နော်ဒါပေမဲ့တွေးတိုးယောဂရှိတဲ့ဒူတွေခါကြတော့ဒီလိုမျိုးအေးမိတုတ်ကွေးပျောက်ဆေးတွေကိုတော့မှဒီလိုမျိုးကိုယ့်တဘောနဲ့ကိုနင်းငံလျှောက်ပြီးတော့မတောက်တင်ဘူးပါရာစီတမောကတောက်လို့ရတယ်ဆိုပေမဲ့တခြားဒါအေးမိတုတ်ကွေးတောက်တဲ့ဆေးတွေကိုဆရာဝန်နဲ့ညွှန်ကြားချက်အတိုင်းတေချာလေးတိုင်ပင်ပြီးမှတောက်တုံတင်တယ်ပေါ့နော်အဲ့တော့ဆေးဝယ်တိုင်းမှာလည်းကိုကတွေးတိုးကြစီတောက်နေတယ်ဆိုတာဆေးဆိုင်မှာတေချာတော့ပြောဖို့လိုပါတယ်ပေါ့နော်နောက်နံပါတ်6မှားတတ်တာကတော့ဒီတွေးတိုးကြစီတောက်ပြီးတော့တွေးတိုးယောဂကိုထိန်းနိုင်နေတယ်ဆိုရင်ဆေးခန်းရက်ချိန်တွေလုံးဝပြစရာမလိုတော့ဘူးတချို့လူနာတွေရှိတယ်တွေးပေါင်ချိန်ကတွေးတိုးကြစီတောက်နေပြီးတော့120 130အောက်တွေးက80 90လောက်ဖြစ်နေတယ်ဆိုရင်ကိစ္စမရှိတော့ဘူးငါဒီဆေးကိုတောက်နေပြီတစ်သက်လုံးဒီဆေးပဲတောက်ရတော့မယ်ဆေးခန်းလဲရက်ချိန်လဲပြန်ပြစရာမလိုတော့ဘူးဒီလိုမျိုးတွေးတာမျိုးတွေရှိတယ်တကယ်တမ်းကကျွန်တော်တို့တွေးတိုးကြစီဆိုတာကလည်းသူ့ဟာနဲ့သူ side effect တွေဆိုးကျိုးတွေရှိတယ်အဲ့တော့တချို့တွေးကြစီတွေဆိုရင်ကြောက်ကက်ကိုထိခိုက်စေတဲ့အထင်မှာပါတယ်တွေးတိုးယောဂကိုယ်တိုင်ကိုကလည်းအချိန်ကြာလာတဲ့ခါကျရင်ကြောက်ကက်ကိုတွားပြီးတော့ထိခိုက်စေနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ့်ရဲ့ဆရာဝန်က6လတစ်နှစ်ရက်ချိန်ပြန်ပြတာမျိုးဆိုရင်ကိုကတေချာလေးမှတ်မှန်ပြဖို့လိုပါတယ်အဲ့ဒါအပြင်တွေးတိုးယောဂကို silent killer လို့လည်းခေါ်တယ်ပေါ့နော်အတန်တိတ်လူတက်ဓမ္မဘာဖြစ်လို့လဲဆိုတော့သူကကိုကတော့ဆေးတောင်းနေတာပဲတွေးပေါက်ချိန်တွေထိန်းနိုင်တယ်လို့တော့ထင်တာပဲဘာယောဂလက္ခဏာမှမပြဘူးဇက်ကြောတက်တာခေါင်းကိုက်တာလည်းမဖြစ်ဘူးဒါပေမဲ့ဆေးတောင်းနေရင်တန်လန်းနဲ့တွေးပေါက်ချိန်တွေထောင်တက်နေတဲ့လူနာတွေလည်းရှိတတ်တယ်အဲ့ဒါတွေကိုကျွန်တော်တို့ကကြိုပြီးတော့စစ်ဆေးဖို့ကြိုပြီးတော့တိရအောင်ဒါ3လတစ်ခါလောက်6လတစ်ခါလောက်ရက်ချိန်တွေမှာတေချာလေးပြဖို့လိုအပ်ပါတယ်နောက်ပြီးတော့အိမ်မှာလည်းပဲဒီတွေးပေါင်ချိန်တိုင်းတဲ့ဆက်လေးတွေပေါ့နော်ဒီ automatic တိုင်းတဲ့ဆက်လေးတွေကိုလည်းဝယ်ပြီးတော့စောင့်ထားတဲ့နဲ့မနေ့တစ်ချိန်ညတစ်ချိန်တိုင်းပြီးတော့ဒီမှတ်စုစာအုပ်ထဲမှာမှတ်ထားပြီးတော့ဆရာဝန်စီတွားပြန်ပြတဲ့အခါကျရင်ဒါတေချာလေးကိုစရင်စရာလေးနဲ့တေချာပြပေးတဲ့နေပေါ့နော်နောက်နံပါတ်9မှာတက်ကြတဲ့အမှားကတော့ကိုတောက်နေတဲ့တွေးကြစည်းကိုတေချာလေးတိစရာမလိုဘူးဆရာဝန်ပေးလိုက်ပြီဆိုရင်ရပြီဆိုတဲ့ဟာပေါ့နော်အဲ့တော့အဲ့လောက်ထိလည်းမဟုတ်ပါဘူးကိုတောက်နေတဲ့ဆေးကိုတော့ကိုကမဖြစ်မနေလေ့လာထားဖို့လိုပါတယ်။ဘာကြောင့်မလို့ဆိုတော့ဒီတွေးတိုးကြစီတိုင်းမှာကဘေးထွက်ဆိုးကျိုးရှိတယ်။ဆေးအမျိုးအစားပေါ်မူတည်ပြီးတော့ဘေးထွက်ဆိုးကျိုးတွေကလည်းတယောက်နဲ့တယောက်မတူဘူး။ဒီမှာ CCB calcium channel blocker တွေဆိုရင်ခြေထောက်ရောင်တာတွေခေါင်းကိုက်တာတွေခေါင်းမူတာတွေဖြစ်တတ်တယ်။ ACI တွေဆိုရင်တော့ချောင်းချောက်ဆိုတာတွေဖြစ်တတ်တယ်။ beta blocker ဆိုရင်တော့မောပန်းလွယ်တာမျိုးဖြစ်တတ်တယ်။ diuretic ဆိုတဲ့စီးဆေးတွေခါကျတော့စီးခဏခဏတွားတာပိုတက်ဆီယမ်ဓာတ်တွေကျတာဖြစ်တတ်တယ်ပေါ့နော်။ဒါကြောင့်မလို့ကိုကဗာဆေးတောက်နေရလဲအဲ့ဒီတောက်နေတဲ့ဆေးအကြောင်းကိုကတေချာလေးဂါဂါနာနာတည်ထားဖို့လိုအပ်တယ်အခုခေတ်မှာ AI နဲ့ပုံနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဆေးကက်ရဲ့ဓာတ်ပုံကို AI ကိုပြလိုက်တာ ਨੇ ဗာဆေးလဲဆိုတာ AI ကပြန်ပြောနိုင်ပါတယ်အဲ့တော့အဲ့လိုမျိုးဘယ်လိုလုပ်ရလဲဆိုတာသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒေါက်တာထွန်းစင် YouTube channel ကို subscribe လုပ်ထားပေးပါကျွန်တော်အဲ့ဒီမှာဒီနောက်ပိုင်းကျရင်အဲ့လို AI အသုံးပြုတဲ့ပတ်သက်ပြီးတော့တင်ပေးပါမယ်ပေါ့နော်အဲ့တော့ဒါကနံပါတ်9ကိုယ့်ရဲ့တွေးတိုးကြစည်းကိုတီးစရာမလိုဘူးဆိုတာလည်းအယူဆအမှားတစ်ခုပါနောက်နံပါတ်10ကတွေးတိုးကြစည်းကစိတ်ပိုင်းဆိုင်ရာတွေဘာတွေနဲ့ဘာမှမဆိုင်ဘူးเนาะတချို့တွေထင်နေကြတာပါတကယ်တမ်းကတချို့တော့တွေးတိုးကြစည်းဥပမာဘီတာဘလောက်ကလိုမျိုးဆေးတွေကရုပ်ပိုင်းဆိုင်ရာမှာအာနိဒင်ရှိတဲ့အပြင်ဒီဆေးတောက်နေတဲ့ကြာတဲ့လူတွေကလည်းဒီစိတ်ဓာတ်ကြတာတွေစိတ်ညစ်တာတွေအာယုံစူးစိုက်မှုညော့နေလာတာအာယုံပြက်လွယ်တာမျိုးတွေဖြစ်လာတတ်တယ်ဒါကြောင့်မလို့ဒီလိုမျိုးလက္ခဏာတွေခံစားနေရတဲ့ဆိုရင်
ကိုယ့်ရဲ့ဆရာဝန်နဲ့တေချာလေးတိုင်ပင်တဲ့တခါလေကြာရင်လည်းဒီဆေးကိုပြောင်းလိုက်တဲ့ခါကျရင်ပြန်ပြီးတော့အဆင်ပြေသွားတာတွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့နံပါတ်8ကတွေးတိုးကြစေကစိတ်ပိုင်းဆိုင်ရာတွေနဲ့မဆိုင်ဘူးဆိုတာလည်းမဟုတ်ဘူးအဲ့တော့စိတ်ကျမ်းမာရေးတွေနဲ့လည်းတချို့တွေးတိုးကြစေတွေကတက်ဆိုင်မှုရှိနေသေးတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်ဒီမှာပြောခဲ့တဲ့အချက်8ချက်ကိုပြန်ပြီးတော့အချင်းချုပ်ရမယ်ဆိုရင်နံပါတ်1ကတွေးတိုးကြစေကိုတောက်ချင်တဲ့အချိန်တောက်မယ်ဆိုတဲ့အယူအဆအမှားရှိပါတယ်အဲ့တော့အဲ့လိုမဟုတ်ဘူးဆိုတာနားလည်ထားဖို့လိုပါတယ်နောက်နံပါတ်2ကတွေးတိုးကြစေကိုစိတ်ကြိုက်ရက်လို့ရတယ်ဆိုတာမဟုတ်ပါဘူးတနည်းအားဖြင့်စိတ်ကြိုက်ရက်လို့မရပါဘူးသူ့အချိန်နဲ့သူအချိန်မှန်ပုံမှန်တေချာတောက်ပေးဖို့လိုပါတယ်နံပါတ်3ကတော့တွေးတိုးကြစေတွေတောင်းနေတဲ့အခါကျရင်ဒီစားကိုလုံးဝရှောင်ရမယ်ဆိုတာလည်းဒါအလွန်ကြုံကြီးတော့မဟုတ်ပါဘူးဒါအတိုင်းအတာပမာဏတစ်ခုထိတော့စားလို့ရပါသေးတယ်နံပါတ်4ကတော့တွေးတိုးကြစေတောင်းနေပြီဆိုရင်ကိုစားချင်တာစားလို့ရပြီနေချင်လို့နေလို့ရပြီအဲ့လိုလည်းမဟုတ်သေးပါဘူးအဲ့တော့အစားအသောက်နဲ့လည်းတွေးတိုးကြစေနဲ့လည်းတေချာလေးထိန်းရပါသေးတယ်နံပါတ်5ကတော့တွေးတိုးကြစေနဲ့နှာစီးချောင်းဆိုးတုတ်ကွေးမိတဲ့အခါကျရင်တောက်နေတဲ့ဆေးတွေနဲ့တွဲတောက်လို့ရတယ်ဆိုတာကလည်းအမြဲတမ်းမမှန်ပါဘူးတချို့တွေးကြဆေးတွေကဒီဆေးတွေကြောင့်ပို့ပြီးတော့ဆိုးကျိုးများသွားတာဒါမှမဟုတ်လည်းဆေးရဲ့အာနိသင်ရော့သွားတာမျိုးတွေဖြစ်တတ်ပါတယ်နံပါတ်6အမှားကတော့တွေးတိုးကြစေတောက်ပြီးတဲ့အခါကျရင်တွေးတိုးထိန်းနိုင်သွားပြီဆိုရင်ဆေးခန်းဆက်ပြစရာမလိုတော့ဘူးအဲ့ဒါလည်းမှားပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆေးတွေကပြန်ထိန်းကြီးဖို့လိုကောင်းလိုနိုင်တယ်လို့ကျွန်တော်တို့ဒီဆေးကြောင့်ရလာနိုင်တဲ့ဆိုးကျိုးတွေကိုလည်းပြန်ပြီးတော့စစ်ဆေးဖို့လိုပါတယ်နံပါတ်9ကကိုယ့်ရဲ့တွေးတိုးကြစီအကြောင်းကိုတေချာလေးတိထားဖို့လိုအပ်ပါတယ်เนาะအဲ့တော့အယူဆအမှားကြီးထဲမှာဒါဆရာဝန်ပေးလိုက်ရင်ရပြီကိုအဲ့ဒါပဲတောက်မယ်ဆိုတာဒါမျိုးထပ်ပို့ပြီးတော့ကိုယ့်ရဲ့တွေးကြစီအကြောင်းကိုတေချာလေးလေ့လာထားတင်ပါတယ်နံပါတ်10ကတွေးတိုးကြစီတွေကစိတ်ကြမ်းမာရေးနဲ့လည်းတက်ဆိုင်မှုတွေရှိနေတယ်ဆိုတာလည်းမှတ်ထားဖို့လိုပါတယ်တချို့ဆေးတွေကစိတ်တက်ကြတာတွေဒါစိတ်ရှုပ်တာတွေစိတ်ညစ်တာတွေကိုပို့ပြီးတော့ဖြစ်စေနိုင်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တဲ့တွေးတိုးကြစီတောင်းနေရင်တော့မှအယူအဆတွေလွဲနေတဲ့အချက်၈ချက်ကိုကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့တော့တွေးတိုးကြစီမှန်မှန်တောင်းနေရဆိုတာကောင်းမွန်တဲ့ကိစ္စတစ်ခုပေါ့နော်ဒါပေမဲ့အဲ့ဒီထဲကမှတချို့မှားနိုင်တဲ့အချက်လေးတွေကိုကျွန်တော်ကထောက်ပြပေးတာပါအဲ့တော့ဆက်ပြီးတော့ကိုယ့်ရဲ့တွေးတိုးကြစီကိုဆရာဝန်ညွှန်ထားတဲ့အတိုင်းပဲတေချာလေးကိုပုံမှန်တောက်ပေးဖို့လိုပါတယ်လိုအပ်လာပြီဆိုရင်တော့ဒီကိုပေးထားတဲ့ဆရာဝန်စီပြန်ပြီးတော့မေးပါပြန်ပြီးတော့ပြောပါလိုအပ်ရင်ပြန်ပြပါပေါ့နော်အဲ့တော့ရက်ချင်းတွေကိုလည်းမှန်မှန်ပြဖို့လိုပါတယ်တွေးတိုးကြစီကိုနေ့တိုင်းပုံမှန်ပြောတဲ့အတိုင်းညွှန်ကြားထားတဲ့အတိုင်းတေချာတောက်တဲ့သူတွေကအသက်ရှင်ရှင်နေနိုင်ပြီးတော့လေဖြတ်တာတွေအုံနောက်တွေကြောပေါက်တာတွေပိတ်တာတွေကိုလည်းကာကွယ်ပေးနိုင်တယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ဒီတွေးတိုးယောဂနဲ့ပတ်သက်ပြီးတော့တခြားကျန်းမာရေးဘူးဒရိုင်းနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးဘူးဒရိုင်းမျှဝေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကို like share လုပ်ထားပေးပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးပါဗီဒီယိုဒီကြည့်ပြီးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေအစအရအဆင်ပြေပါစေ